င်္ဂလာပါ Football Review Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ကတော့တနင်္လာနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကစားမဲ့ England Premier League တပွဲရယ် Spain La Liga တပွဲရယ် Italy Serie နှစ်ပွဲရယ်ကျန်နေပေါ့နော်ဆိုတော့ဒီနေ့ကစားတော့မဲ့ Titanic ပွဲစဉ်၄ပွဲတွေကနေပြီးတော့မှ Premier League Legend တပွဲကိုဒါဒီနေ့မှာကြိုတင်ပြီးတော့သုံးသပ်ပေးမယ်ပြီးတော့တခြား Legend League တွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်မှုတွေကိုဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပေးရပေါ့နော်အဲ့တော့ Viber Channel link ကို Telegram Channel link ကိုဒီဗီဒီယိုရဲ့အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးထားတယ်ဝင်ပြီးတော့ join ထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်သုံးသပ်ပေးမယ့်ပွဲစဉ်ကကြတော့ဒီနေ့ည2 နာရီဝက်မှာကစားမဲ့ England Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Brighton နဲ့ Bournemouth ပေါ့နော်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်တော့ Brighton ကတကုတ်သွင်းပြ90ရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်းပြ30ရှုံးမယ်ပေါ့နော်အဲ့တော့ဒီ Brighton နဲ့ Bournemouth အဲ့တော့လက်ရှိကစားခဲ့ပြီးရဲ့ Premier League ပွဲစဉ်တွေကျွန်တော်ပြန်ကြည့်လို့ရှိရင်တော်တော်များများကဒီတရေရလက်လောက်ပဲထိမ့်ပြီးကစားသွားခဲ့ကြတာကိုတွေ့ရလိမ့်မယ်ပြောမှဆိုလို့ရှိရင် Premier League ရဲ့အသင်းကြီးတွေကိုယ်တိုင်ကကစားတဲ့အပြိုင်ပွဲတော်တော်လေးကိုများတဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ကလည်းပွဲပွဲမှုတန်နေရှိနိုင်တယ်ဒါတွေအတွက်ကြောင့်ဒီပြောမှဆိုလို့ရှိရင်ပွဲစဉ်တွေအရင်အကျိတ်နဲ့မဖြစ်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီနေ့ကစားမဲ့ Brighton နဲ့ Bournemouth နှစ်သိန်းလောက်ကတော့လက်ရှိမှာဆိုလို့ရှိရင်တခြားအသင်းတွေလိုမျိုးဒါကစားတဲ့ပြိုင်ပွဲမများဘူးပုံမောက်ဆိုလို့ရှိရင်လည်း EFL ကနေပြီးတော့အစောကြီးထွက်ခဲ့ရသလို FA Cup မှာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်မှာရှုံးပြီးတော့သူတို့ပုံမောက်ကထွက်ခွာခဲ့ရတယ်ပေါ့နော် Brighton ကိုယ်တိုင်ကတော့လက်ရှိသူတို့မှာကစားစရာပြိုင်ပွဲနှစ်ခုပဲရှိတယ် FA Cup နဲ့ဒီ Premier League ဆိုတော့အရင်ပွဲပန်းနေတဲ့အနေအထားတစ်ခုမှာဒီအသင်းတစ်ကြားထဲမှာရှိလိမ့်မယ်ကျွန်တော်မထင်ဘူးပေါ့နော်အဲ့တော့ဒီ Brighton ကိုကျွန်တော်ပြန်ကြည့် Brighton ကပြိုင်ပွဲစုံနောက်ဆုံး17ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကသွင်းကို2ဂိုးအနည်းဆုံးရခဲ့တာ6ပွဲတိတိရှိရပေါ့နော်ပြီးတော့ဘုံမောက်ကိုယ်တိုင်ရဲ့ကြတော့လေပြိုင်ပွဲစုံနောက်ဆုံး10ပွဲမှာနောက်ဆုံး73ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့ခံစစ်ကပြီးကို2ဂိုးခွင့်ပြုပေးထားတာစုစုပေါင်းအနေနဲ့ဆိုလို့ရှိရင်10ပွဲတိတိတောင်မှရှိရပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒီပွဲမှာလေဘုံမောက်ရဲ့ခံစစ်ကBrighton ရဲ့တိုက်စစ်ကိုသွင်းကို2ဂိုးလောက်တော့အနည်းဆုံးခွင့်ပြုပေးရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်ပထမယူချင်ပွဲအနေနဲ့ဆိုလို့ရှိရင် Brighton single team over 1.5 ကိုရွေးချယ်ပေးခြင်းတယ်ပေါ့နော်ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဘုံမောက်ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နောက်ဆုံးအဝေးကွင်း6ပွဲမှာဆိုလို့ရှိရင်နှစ်သိန်းပေါင်းသွင်းကိုက4ဂိုးထိတောင်မှရောက်ခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီပွဲကနှစ်သိန်းပေါင်းသွင်းကိုဒါရှိမယ်လို့ကျွန်တော်ထင်တယ် Brighton ကိုယ်တိုင်ကဒီပွဲမှာဒီကိုပေးရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီပွဲကနှစ်သိန်းပေါင်းသွင်းကိုရှိပြီးတော့ဂိုးပေါ်သွားလိမ့်မယ်ကျွန်တော်ထင်တယ်အဲ့ဒီအတွက်ကြောင့်ဂိုးပေါင်းကြီးရ3ဂိုးသွင်းပြ30ရှုံးမယ်ဆိုတဲ့ကြီးတစ်ခုမှာကျွန်တော်တို့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ဂိုးပေါ်ရွေးချယ်ပြီးခြင်းတယ်ပေါ့နော်ပြီးတော့ဒီပွဲစဉ်အတွက်ကိုရလက်အနေနဲ့ဆိုလို့ရှိရင်ဒါ Brightonဒီပွဲမှာဒီ3-2လောက်နဲ့နိုင်သွားလိမ့်မယ်လို့ခန့်မှန်းတယ်ပေါ့နော်